ရှမ်းရောက်နန်းတော်မှာလည်းရှင်ဘီယောတယောက်ဖန်လွမ်းရဲ့အဆုံးသက်ခြင်းကိုခံလိုက်ရပြီဆိုတဲ့သတင်းဟာပြန်နှံ့ရောက်ရှိသွားခဲ့ပါတယ်။အရှင်ဘီယောရဲ့တပ်သားတချို့နဲ့ Frisian တပ်သားတချို့ကတော့ရှမ်းရောက်စီကိုအခြားလမ်းကနေစုတ်ခွာလာနေကြောင်းသတင်းရရှိထားပါတယ်။လီမူရဲ့စစ်ကြောင်းကတော့ရှမ်းရောက်ကိုဆက်လက်ချီတက်လာနေတာကြောင့်ခံတပ်တော်များများကလက်နက်ချအညံ့ခံဖို့ပြင်ဆင်နေကြပါတယ်။ဆွရှိကတော့လူဘူဝေးရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေကြတာကြောင့်လူဘူဝေးတယောက်ကျေးစားတွေနဲ့ကျမ်းမင်းသားရဲ့အသက်ကိုအရာယူဖို့ကြိုးစားနေကြောင်းကိုပါသိလိုက်ရပါတယ်။လူဘူဝေနေတဲ့ကျမ်းမင်းသားကိုလှုပ်ကြံရှင်းလင်းပြီးလီမူနဲ့ညှိနှိုင်းကချင်းတိုင်းပြည်ကိုအုပ်စိုးဖို့ကြံစီနေခဲ့ပါတယ်။ဒါတွေကိုသိလိုက်ရတဲ့အမတ်ချောင်ဝမ်ကတော့ရှင်မင်းသားကိုကာကွယ်နိုင်ဖို့အကြံထုတ်နေတော့မှပဲကျမ်းမင်းသားဟာသူ့ရဲ့ပလင်အပေါ်ကနေပျောက်ကွယ်သွားခဲ့ပါတယ်။အရှင်မင်းသားကတော့အမတ်ချန်ပီယံနဲ့တွားရောက်တွေ့ဆုံနေတာမျိုးဖြစ်ပြီးဗျူဟာနဲ့ပထဝီဝေအနေထားတွေကိုတွားရောက်မေးမြန်းနေခဲ့ပါတယ်။အမတ်ချန်ပီယံကတော့လူဘူဝေရဲ့ဘတ်တော်သားဖြစ်တာကြောင့်သိပ်ပြီးမလေးနက်ခဲ့ပါဘူး။ဒါပေမဲ့အရှင်မင်းသားကတော့နောက်ဆုံးခံတပ်တစ်ခုဖြစ်တဲ့ဇွေခံတပ်အကြောင်းကိုမေးမြန်းခဲ့ပါတယ်။ဇွေဆိုတဲ့အတန်ကိုကြားတာနဲ့အမတ်ချန်ပီယံတယောက်သူ့ရဲ့လက်ထောက်တွေကိုပြန်ခိုင်းလိုက်ပါတယ်။အိမ်နောက်ကျမ်းမင်းသားနဲ့နှစ်ယောက်တည်းဆွေးနွေးဖြစ်ခဲ့ကြပြီးညဘက်ရောက်တဲ့အခါမှာတော့ကျမ်းမင်းသားတယောက်ရှောင်းမင်းကလေးကိုလာရောက်တွေ့ဆုံခဲ့ပါတယ်။ကျမ်းမင်းသားကတော့ရှောင်းမင်းကလေးနဲ့သူ့ရဲ့ရင်သွေးကိုကာကွယ်ပေးဖို့ဇွေခံတပ်ကိုတွားရောက်ကာကွယ်မှမျိုးဖြစ်တာကြောင့်ရှောင်းမင်းကလေးကိုလာရောက်နှုတ်ဆက်သွားခဲ့တာမျိုးဖြစ်ပါတယ်။အထိပ္ပယ်ကတော့ဇွေခံတပ်ကြရှုံးတာနဲ့ကျမ်းမင်းသားရဲ့အသက်ကိုလည်းဆုံးရှုံးလိုက်ရမှာမျိုးဖြစ်ပါတယ်။ဇွေခံတပ်ဆိုတာရှမ်းရောက်နဲ့မြေတစင်းသားချတဲ့ခံတပ်တစ်ခုဖြစ်ပြီးဒီခံတပ်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးကကြမှာရှမ်းရောက်ကိုဆက်လက်ချီတက်နိုင်မှာမျိုးဖြစ်ပါတယ်။ချန်ပီယံကတော့ဇွေခံတပ်ကိုကာကွယ်နိုင်ဖို့ဆိုရင်ကြီးမားတဲ့စစ်သူကြီးတယောက်ကိုလိုအပ်ကြောင်းထောက်ပြခဲ့ပါတယ်။ဘာလို့ဆိုဇွေခံတပ်မှာအတပ်သားအနှဲငယ်ပဲရှိနေတာကြောင့်ပါ။ကျမ်းမင်းသားကတော့သူကိုယ်တိုင်ဇွေကိုတွားရောက်ပြီးပြည်သူပြည်သားတွေနဲ့အတူတူလီမူကိုတိုက်ခိုက်ကာကွယ်ဖို့ဆုံးဖြတ်ထားခဲ့ပါတယ်။ဒါကြောင့်ကျမ်းမင်းသားတယောက်ရှမ်းရောက်ကနေဂျဝတ်တစားအတည့်အစုံနဲ့ထွက်ခွာသွားခဲ့ပါတယ်။လူဘူရဲ့လှုပ်ကြံမှုအစီအစဉ်ကလည်းမအောင်မြင်တော့တဲ့အနေအထားကိုရောက်ရှိသွားခဲ့ပါတယ်။အကွာအမြဲကြိုပြီးမြင်တတ်တဲ့လူဘူတယောက်ချန်ပီယံရဲ့အာဏာဖီဆန်မှုကိုနှိပ်ကွပ်လိုက်ပါတယ်။အဲ့နောက်မှာတော့ကျမ်းမင်းသားကြာရှုံးတာနဲ့တပြိုင်နက်လူဘူကပလင်ကိုအပိုက်သိမ်းပိုက်ဖို့ကြံစီလိုက်ပြန်ပါတယ်။ဒီအချိန်ချွန်းချောင်တယောက်ပေါ်လာခဲ့ပြီးလူဘူအစာတော်ဝင်သွေးဖြစ်တဲ့ချွန်းချောင်ကပဲပလင်ပေါ်မှာဝင်ထန်လိုက်ပါတယ်။ဒီလိုမျိုးကာကွယ်ပေးထားဖို့ကိုလည်းကျမ်းမင်းသားကချွန်းချောင်ကိုတွားရောက်တောင်းဆိုထားတာမျိုးဖြစ်ပါတယ်။ရှင်ကတော့ရှင်ဘီယောရဲ့ဓာတ်ကိုတဲဆောင်ကဆွေးကိုချီတက်လာခဲ့ပါတယ်။ဇွေခံတက်မှာတော့ကျမ်းမင်းသားနဲ့ချင်းနိုင်ငံရဲ့တော်ဝင်တပ်သားတွေဟာစောင့်ကြိုနေခဲ့ကြပါတယ်။ရှင်တို့အတွက်ကျမ်းမင်းသားရဲ့ချက်ဝတ်တစားတွေဟာအရန်ခမ်းနားထဲဝါလုံးနေခဲ့ပါတယ်။ကျမ်းမင်းသားကလည်းရှင်းနဲ့အတူတူတိုက်ခိုက်ဖို့အတွက်ဇွေကိုချီတက်လာတာဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်။ရှင်းကလည်းဆုံးရှုံးရတာတွေများလာတဲ့အတွက်ကြောင့်ဖြည့်ဆည်းမရနိုင်ဖြစ်နေခဲ့ပြီးကျမ်းမင်းသားရဲ့ပခုံးပေါ်မှာခဏတာမိနေခဲ့ပါတယ်။ Frisian တပ်သားတွေကတော့ကျမ်းမင်းသားကိုချင်းတိုင်းပြည်ရဲ့ဘရင်ဆိုတာကိုမသိတာကြောင့်ထူးဆန်းစွာနဲ့ငေးကြည့်နေခဲ့ကြပါတယ်။နောက်ပိုင်းကျမှ Frisian တပ်သားတွေသိလိုက်ရတာဟာရှင်းတဲ့စကားပြောနေတဲ့လူကချင်းတိုင်းပြည်ရဲ့ဘရင်ဆိုတာပါပဲ။ Frisian တပ်သားတွေကတော့ရှင်းရဲ့စကားကိုလုံးဝမယုံကြည်ကြတာကြောင့်ဝေပင်းကပဲထောက်ပြပေးခဲ့ရပါတယ်။ဘာလို့ဆိုဝေပင်းဟာဖျောကိုမြင်ဘူးတာကြောင့်ကျမ်းမင်းသားကလည်းဖျောနဲ့အရန်စစ်တူနေခဲ့တာပါ။ရှင်းကတော့ရှင်ဘီယောရဲ့ဆုံးရှုံးမှုအတွက်စိတ်ကိုပြင်ဆင်ပြီးသွားတဲ့နောက်မှာကျမ်းမင်းသားစီကိုတွားရောက်ဆွေးနွေးဖြစ်ခဲ့ပါတယ်။အဓိကကတော့လျောင်ပြောတင်ပြတဲ့ဗျူဟာတွေကိုကျမ်းမင်းသားနဲ့ရှင်တို့ကဆွေးနွေးသုံးသပ်ခဲ့ကြတာမျိုးဖြစ်ပါတယ်။တရားရဲ့ durability ကလည်းအရန်အဆင်ပြေနေတာမှန်ပေမဲ့တပ်သားကရှင်းနဲ့ကျန်နေအောင်ပုံးကကြမှာ3000လောက်သာရှိနေသေးတာပါ။လီမူရဲ့တပ်သားက9000လောက်ကျန်ရှိနေသေးတာကြောင့်အင်အားကတော့မမျှတနေခဲ့ပါဘူး။ဒီအချိန်ချောင်းဝန်းတယောက်ရောက်ချလာခဲ့ပြီးဇွေခံတက်မှာပြည်သူပေါင်း3000ကျော်လောက်နေထိုင်နေကြောင်းလာရောက်တင်ပြခဲ့ပါတယ်။ဒါပေမဲ့ပြည်သူ3000လောက်မှာ2000လောက်ကအမျိုးသမီးနဲ့တက်ကြီးရွယ်တွေပဲဖြစ်ပါတယ်။ရှင်းကတော့ပြည်သူတွေကိုအသုံးပြုပြီးတိုက်ခိုက်မဲ့အကြံအစီကိုသဘောမကျတာမှန်ပေမဲ့အမတ်6ဝန်းတင်ပြသလိုအခုအချိန်ဟာနောက်ဆုံးတိုက်ပွဲတစ်ခုဖြစ်တာကြောင့်ရရလက်နက်ကိုဆွဲကင်တိုက်ခိုက်ကြရမှာမျိုးဖြစ်ပါတယ်။ကျမ်းမင်းသားသာရှိမနေဘူးဆိုရင်ဇွေခံတက်ဟာလီမူရဲ့စစ်ကြောင်းကိုလက်နက်ချအညံ့ခံလိုက်ကြမှာဖြစ်ပါတယ်။ဒီလိုမျိုးအညံ့ခံကြမဲ့ပြည်သူတွေကိုကျမ်းမင်းသားကမိကွန်းတစ်ခုပြောကြဖို့ပြင်ဆင်ခဲ့ပါတယ်။ပြည်သူတွေကလည်းခဏအတွင်းစုဝေးလာခဲ့ကြပြီးလက်နက်ချမဲ့အကြောင်းကိုသာထက်ခါတလဲလဲပြောနေခဲ့ကြပါတယ်။ဒီအချိန်အမတ်6ဝန်းကသူ့ကိုယ်သူနဲ့အရှင်မင်းမြတ်ကိုပါပြည်သူတွေနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ချင်းနိုင်ငံရဲ့31ယောက်မြောက်ဘရင်ကဇွေခံတက်ကိုရောက်ရှိနေတာကြောင့်ဇွေပြည်သူတွေအကုန်လုံးလည်းဥညွတ်ခဲ့ကြပါတယ်။ဘရင်ကိုယ်တိုင်ကြွားရောက်လာတာကြောင့်ဇွေပြည်သူတွေအကုန်လုံးရဲ့အတွေ့တွေဟာအနှဲငယ်တော့ပြောင်းလဲသွားခဲ့ကြပါတယ်။ဒီအချိန်တွေကိုအကောင်းဆုံးအသုံးချပြီးကျမ်းမင်းသားတယောက်ချင်းနိုင်ငံရဲ့အနာဂတ်ကဇွေခံတက်ရဲ့ပြည်သူတွေပေါ်မှာအများကြီးမူတည်နေကြောင်းအသေးစိတ်ကြလေးရှင်းပြပေးခဲ့ပါတယ်။အရှင်မင်းသားရဲ့ရှင်းပြမှုကိုတက်ကြီးရွယ်အိုကနေကလေးငယ်တွေအထိပါနားလည်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ပြည်သူတယောက်အနေနဲ့စစ်ပွဲကိုဆင်နွှဲရမယ်ဆိုတဲ့နေရာမှာပေးဆက်ထားရမယ်အရာဟာအသက်စီဝင်ဆိုတဲ့အရာတစ်ခုဖြစ်နေတာကြောင့်အကုန်လုံးကလက်မခံနိုင်ခဲ့ကြပါဘူး။ကျမ်းမင်းသားကတော့အားလုံးလက်ခံနိုင်မဲ့အကြောင်းပြချက်တွေကိုချက်ကြလက်ကြပြောပြပေးခဲ့ပါတယ်။ကျမ်းမင်းသားရဲ့ရှင်းပြမှုကိုလက်ခံနိုင်တဲ့ဖီးဆိုတဲ့ကလေးငယ်တယောက်ကဒီတိုက်ပွဲကိုဆင်နွှဲမယ်လို့ထပြောခဲ့ပါတယ်။ဖီးရဲ့ဖခင်ဟာဟန်ကူတိုင်းမှာတွားရောက်တိုက်ခိုက်ခုခံနေတဲ့စစ်သည်တယောက်ဖြစ်တာကြောင့်ဖခင်အတွက်ဖီးတယောက်ဇွေခံတက်ကိုကာကွယ်ပေးချင်နေတာမျိုးဖြစ်ပါတယ်။ဒီအချိန်ကျမှကျမ်းမင်းသားဘက်ကနေဖီးနဲ့အတူတူဒီတိုက်ပွဲကိုဆင်နွှဲမဲ့အကြောင်းကိုပါထုတ်ပြောပြခဲ့ပါတယ်
အရှင်မင်းသားကတော့ဇွေးပြည်သူတွေနဲ့အတူတူတိုက်ခိုက်မှဖြစ်တာကြောင့်ဇွေးပြည်သူတွေဘက်ကလည်းသူတို့ရဲ့အိုးအိမ်စည်းစိမ်တွေကိုအရှင်မင်းသားနဲ့အတူတူကာကွယ်ဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတယ်။ဒါကြောင့်နှစ်ပေါင်း900ကျော်တောင်းခံလာခဲ့တဲ့ချင်းတိုင်းပြည်ရဲ့အနာဂတ်ကလည်းကျန်မင်းသားရဲ့လက်ထက်မှာပါကြာရှုံးမဲ့ပုံပေါ်မနေသေးပါဘူး။ကျောင်းနိုင်ငံရဲ့စစ်ကြောင်းကလည်းဇွေးဒေသကိုဆက်လက်ထိတက်လာနေခဲ့ပါတယ်။လျောင်ပြောကတော့တိုင်းရဲ့၄ဘက်၄လမ်းကိုကာကွယ်ဖို့စစ်သူကြီး3ယောက်ပဲရှိတာကြောင့်1ယောက်လိုအပ်နေကြောင်းလိုအပ်နေတဲ့စစ်သူကြီးနေရာကိုကျမ်းမင်းသားကိုလည်းပေးရလို့မရတာကြောင့်သူမကပဲတာဝန်ယူကိုင်တွယ်မှာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒီအချိန်တောက်ဘက်ဂိတ်ကနေမှချန်ပီယံစေလို့လိုက်တဲ့ဗျူဟာရှင်လည်းဖြစ်ကွန်မန်ဒါတယောက်လည်းဖြစ်တဲ့ကြက်ရီတယောက်ရောက်ချလာခဲ့ပါတယ်။ကြက်ရီနဲ့အတူမန်းကြီးလည်းပါဝင်လာတာကြောင့်အင်အားကတော်တော်လေးကိုမှတောက်တင်လာခဲ့ပါတယ်။ဒါကြောင့်တိုင်း၄ဘက်၄လမ်းစလုံးကိုပြည်သူတွေကရောတပ်သားတွေကပါနေရာယူကာကွယ်ထားနိုင်ခဲ့ကြပါတယ်။ရှင်ကတော့ကျမ်းမင်းသားအတွက်ဒီနေ့တနေ့ကုန်တဲ့အထိဇွေးခံတက်ကိုအကောင်းဆုံးပုံစံနဲ့ခုခံပေးသွားမယ်လို့ကတိပေးထားခဲ့ပါတယ်။ခဏကြာတော့ကျောင်းနိုင်ငံရဲ့လီမူဦးဆောင်တဲ့စစ်ကြောင်းကြီးကဇွေးခံတက်စီကိုချီတက်လာခဲ့ကြပါတယ်။လီမူကတော့မြင်လိုက်တာနဲ့ဒါဟာပြည်သူတွေဆိုတာကိုတန်ပြီးသိနေခဲ့ပါတယ်။ဒါကြောင့်စိတ်သက်စစ်စင်ရေးအနေနဲ့ဖန်လွမ်းကိုပါအသုံးချပြီးလက်နက်ချအញ្ញံခံမယ်ဆိုရင်အသက်ရှင်တန်ခွေပေးမယ်ဆိုတဲ့စကားနဲ့စတင်ထိုးနှက်ခဲ့ပါတယ်။ဘလို့အခွင့်အရေးကိုပဲပေးပေးရှင်းတဲ့သူဇွေးပြည်သူတွေကကျမ်းမင်းသားရဲ့စကားကိုသာမြေဝဲမကျလက်ခံထားတာကြောင့်လီမူရဲ့ကမ်းလှမ်းချက်ကိုလက်မခံခဲ့ကြပါဘူး။လီမူတယောက်စိတ်တက်ကြွနေတဲ့ဇွေးပြည်သူတွေကိုကြည်ရင်စိတ်ထဲမှာမကောင်းတဲ့ခံစားချက်တစ်ခုကိုလက်ခံရရှိလိုက်ပါတယ်။ဒါကတော့ကျောင်းနိုင်ငံရဲ့အကျိုးတန်းတယောက်ဖြစ်တဲ့ကျင်းချွန်းချောင်ပဲဖြစ်ပါတယ်။ကျင်းချွန်းချောင်ကတော့တိုင်းရဲ့၄ဘက်၄လမ်းကိုစီနေပြီးစတင်တိုက်ခိုက်စေခဲ့ပါတယ်။မြားချင်းရှင်တဲ့အခါမှာချင်းတိုင်းပြည်ဘက်ကတိုင်းပေါ်မှာရှိနေကြတာကြောင့်တော်တော်လေးကိုအရေးသားနေခဲ့ပါတယ်။ကျောင်းနိုင်ငံဘက်ကလည်းလေကားတွေကိုအသုံးပြုလာတာကြောင့်တိုင်းကိုပါချင်းချောက်လာနိုင်ခဲ့ပါတယ်။ဒီလိုချင်းချောက်လာတဲ့ကျောင်းတက်သားတွေကိုရှင်းတယောက်တတရရလေးပဲဖြည့်ရှင်းပြသလိုက်ပါတယ်။ဒီလိုတုတ်ပြန်ဖြည့်ရှင်းနိုင်တာဟာရှင်းတယောက်တည်းမဟုတ်ပဲ Fashion တက်ရဲ့ commenter တွေအကုန်လုံးကတုတ်ပြန်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ရှင်းတဲ့ Fashion တက်သားတွေကတော့အားနဲ့နေတဲ့နေရာတိုင်းကိုရှော့တခွင်ဝင်ရောက်တိုက်ခိုက်တဲ့နီလန်နဲ့ပဲရန်သူတွေကိုထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။အရှိဘက်တိုင်းကိုတော့အကိုဘီနဲ့သူ့ရဲ့တက်သားတွေကအကောင်းဆုံးခုခံနေခဲ့ကြပါတယ်။ဒါပေမဲ့လည်းအခြားတိုင်းတွေမှာမဖြစ်တဲ့အရာတစ်ခုကအကိုဘီရဲ့တိုင်းမှာဖြစ်နေခဲ့ပါတယ်။အဲ့အခါတုန်းကလေဆိုတာတဘာဝကဖန်တီးပေးထားတဲ့လက်နက်တစ်မျိုးပဲဖြစ်ပါတယ်။အကိုဘီတာဝန်ယူနေရတဲ့ရှေ့ဘက်တိုင်းမှာတော့လေတိုင်နှုတ်အရန်ပြင်းထန်နေတာကြောင့်ပြစ်ခတ်တဲ့မြားတွေဟာလိုရာကိုမရောက်ရှိနိုင်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ကျောင်းနိုင်ငံရဲ့စစ်သည်တွေဟာရှေ့ဘက်တိုင်းကိုကျူးကျော်လာနိုင်ခဲ့ကြပါတယ်။ဒါတွေကိုကြိုမြင်ထားတဲ့လျောင်ပြောကအကိုဘီရဲ့အရှေ့ဘက်တိုင်းမှာအရှင်ဘီယောရဲ့လက်ရွေးစင်စစ်သည်တွေကိုထပ်ပေါင်းထည့်ပေးထားခဲ့ပါတယ်။ဒီလက်ရွေးစင်တပ်သားတွေကပဲကျူးကျော်လာတဲ့ကျောင်းနိုင်ငံရဲ့စစ်သည်တွေကိုအရှင်ဘီယောအတွက်လက်စားအခြေရင်ထိန်းထားနိုင်ခဲ့ကြပါတယ်။လေတိုင်နှုတ်ရောကျသွားတဲ့အခါမှာတော့အကိုဘီယောတယောက်အမျက်ကြီးလာတဲ့ဘီယောတပ်သားတွေကိုပြန်လည်သိမ်းဆည်းထားလိုက်ပါတယ်။နန်းတော်ကိုလည်းအရှင်မင်းသားတယောက်ဇွေးပြည်သူတွေနဲ့အတူတူချင်းတိုင်းပြည်ကိုရဲရဲဝံ့ဝံ့ကာကွယ်နေပြီဆိုတဲ့သတင်းဟာပြန့်နှံ့နေခဲ့ပါတယ်။ဒီလိုနဲ့ပထမတရက်ပြီးဆုံးသွားခဲ့ပြီးဇွေးပြည်သူတွေအနေနဲ့မထင်ထားရလောက်အောင်ခုခံကာကွယ်ထားနိုင်ခဲ့ကြပါတယ်။ဟန်ကူတိုင်းမှာလည်းမန်အိုတို့တိုက်ကြမ်းရှိနေတဲ့ချွန်းရှန်ရဲ့စစ်ကြောင်းတွေကိုဆက်လက်ခုခံနေကြရပါတယ်။ညဘက်ကိုရောက်တဲ့အချိန်မှာတော့လီမူတယောက်ဇွေးခံတက်ကိုမျက်ခုံးလှုပ်လာတာကြောင့်ကလိန်တိညံစင်ပြီးကလိန်ကချစ်ဗျူဟာတစ်ခုကိုထုတ်သုံးလာခဲ့ပါတယ်။ဒီဗျူဟာကတော့ကျောင်းစစ်တီတွေကိုနှစ်ပိုင်းဆက်ပလစ်ပြီးတစ်ပိုင်းကိုညဘက်မှာအယောင်ပြတိုက်ခိုက်ခိုင်းခဲ့တာမျိုးဖြစ်ပါတယ်။ IKI ခါတုန်းကလျှက်စစ်မီးတွေလည်းရှိမနေသေးတာကြောင့်ချင်းတိုင်းပြည်ဘက်ကအောက်မှာရှိနေတဲ့ရန်သူအရေးအတွက်ကိုတိတိကျကျမမြင်နိုင်ခဲ့ပါဘူး။ဒါကြောင့်လျောင်ပြောတယောက်တပ်သားအကုန်လုံးကိုအသုံးပြုပြီးတိုင်း၄ဘက်၄လမ်းကိုခုခံထားခဲ့ရပါတယ်။လီမူနဲ့လက်ရွေးစင်တပ်သားတွေကတော့ကောင်းကောင်းမွန်မွန်အိတ်ဆက်အနားယူနေခဲ့ကြပါတယ်။တိုက်ခိုက်နေတဲ့ကျောင်းတပ်သားတဝက်ခန့်ကလည်းတကယ်မတိုက်ခိုက်ပဲအတန်နဲ့သာအုပ်ဟိတ်နေခဲ့ကြတာမျိုးဖြစ်ပါတယ်။မနက်မိုးလင်းသွားတဲ့အချိန်မှာတော့လျောင်ပြောတို့ရဲ့မြားတွေသာဆုံးရှုံးခဲ့ရပြီးရန်သူတွေကိုတော့ကြီးမားတဲ့တက်ရောက်မှုတစ်ခုမပေးနိုင်ခဲ့ပါဘူး။ဒါကြောင့်ချင်းတပ်သားတွေဟာနေမိတ်ညမိတ်ပဲဒုတိယနေ့ကိုပါဆက်လက်ခုခံနေခဲ့ကြရပါတယ်။ချင်းတပ်သားတွေအားနည်းနေလောက်ပြီးဆိုကာကြမှာဖူဒီနဲ့ခိုင်နေတို့ရဲ့တပ်စုတွေဟာတိုင်းပေါ်ကိုဝင်ရောက်စီးနင်းလာခဲ့ကြပါတယ်။ကွန်မန်ဒါလောင်ချွမ်းကတော့မြင်တဲ့အတိုင်းဖူဒီရဲ့တိုက်ခိုက်မှုကိုခန်းစားလိုက်ရပါတယ်။လောင်ချွမ်းအတွက်လက်စားချေဖို့ကြိုးစားတဲ့ဖျန်းယုံကပါဖူဒီရဲ့တိုက်ခိုက်မှုကြောင့်ပေါက်သွားခဲ့ပါတယ်။ဒီနေရာစလုံးအတွက်လက်စားချေဖို့ရောက်လာခဲ့တဲ့လူကတော့ရှင်းဖြစ်ပြီးဖူဒီကရှင်းရဲ့တိုက်ခိုက်မှုတွေကိုအေးစစ်စစ်ရှောင်ရှားနိုင်ခဲ့ပါတယ်။ဒါအပြင်ရှင်းကိုပါအထိနာအောင်တိုက်ခိုက်နေပြန်ပါတယ်။ဒါကြောင့်ရှင်းတယောက်ဖူဒီရဲ့လက်အောက်မှာကြာရှုံးရတော့မယ့်အခြေအနေနဲ့ပါရင်ဆိုင်နေရပါတယ်။ဖူဒီကတော့လွမ်းဟူကိုဖြည့်ရှင်းနိုင်ခဲ့တဲ့ရှင်းကိုလွယ်လွယ်ကူကူအနိုင်ပိုင်းနေနိုင်တာကြောင့်မန်တက်နေခဲ့ပါတယ်။ဖူဒီဟာကျောင်းနိုင်ငံရဲ့မဟာစစ်သူကြီးတယောက်ဖြစ်ဖို့အတွက်ကြိုးစားနေတာကြောင့်သူ့လမ်းမှာပိတ်နေတဲ့ရှင်းကိုအရင်ဖြည့်ရှင်းနေခဲ့တာမျိုးဖြစ်ပါတယ်။ရှင်းတယောက်ဖူဒီနဲ့ရင်ဆိုင်နေရင်ချောင်းလိန်ကိုတတိတစ်ချက်ရသွားခဲ့ပါတယ်။ဖူဒီအသုံးပြုနေတဲ့တိုင်းကွက်တွေဟာချောင်းလိန်အသုံးပြုခဲ့တဲ့တိုင်းကွက်တွေနဲ့တော်တော်လေးကိုဆင်တူနေခဲ့တာပါ။ဒီတိုင်းကွက်ရဲ့လှုပ်ပေါ်အသေးစိတ်ကိုချောင်းလိန်ကလူပိန်းတောင်နားလည်နိုင်မဲ့ရှင်းလင်းချမ်းတဲ့အတူရှင်းကိုရှင်းပြပေးခဲ့ပါတယ်။တကယ်တမ်းဒီတိုင်းကွက်ရဲ့လှုပ်ပုံကအမြန်နှုန်းနဲ့ရန်သူကိုမြားခေါ်တဲ့ပုံစံမျိုးဖြစ်ပြီးအမြင်အာရုံထွေပြားအောင်လှုပ်ဆောင်မှုအပေါ်မှာအခြေခံထားတာမျိုးဖြစ်ပါတယ်။ဒါကြောင့်ဒီလိုတိုင်းပညာရှင်တွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာကိုယ့်ဘက်ကအရင်ဦးအောင်မြားခေါ်နိုင်ရင်ခေါ်မခေါ်နိုင်ရင်ရန်သူရဲ့မြားခေါ်မှုကိုမလိုက်မိအောင်တတိထားရမှာမျိုးဖြစ်ပါတယ်။ခိုင်းနေကတော့ချင်းတိုင်းပြည်ဘက်ကဗျူဟာရှင်လည်းဖြစ်သူ့ရဲ့မိတ်ဆွေလည်းဖြစ်တဲ့လျောင်ပြောကိုအနံ့ယူထားနိုင်ခဲ့ပါတယ်
ကျောင်းစစ်တီတွေကတော့ခိုင်းတဲ့ကိုလျောင်ပြောအပြည့်ရှင်းခိုင်းခဲ့ပေမဲ့ခိုင်းတဲ့ကတော့လျောင်ပြောကိုအပြည့်မရှင်းမဲ့ကျောင်းတိုင်းပြည်စီကိုခေါ်ဆောင်သွားဖို့ကိုသာရွေးချယ်ခဲ့ပါတယ်။ရှင်းကတော့တိုက်ခိုက်နေတဲ့ဖူဒီကိုခြံထားခဲ့ပြီးလျောင်ပြောကိုလာရောက်ကာကွယ်ပေးခဲ့ပါတယ်။ရှင်းရောက်လာတဲ့အတွက်ကြောင့်ခိုင်းတဲ့တယောက်တိုင်းအောက်ကိုခုန်ချသွားခဲ့ပါတယ်။တိုင်းအောက်ကတပ်သားတွေကတော့ပြုတ်ကျလာတဲ့ခိုင်းတဲ့ကိုဝိုင်းဖမ်းပေးခဲ့ကြပါတယ်။ခိုင်းတဲ့ကိုဖြည့်ရှင်းလိုက်တာမှန်ပေမဲ့ဖူဒီတယောက်တိုင်းပေါ်မှာကြံနေသေးတာကြောင့်လောင်းချွန်းကတွန်းထုတ်ပစ်ခဲ့ပါတယ်။ဒါကြောင့်ကျောင်းနိုင်ငံဘက်ကကွန်မန်ဒါ2ယောက်စလုံးတိုင်းပေါ်ကနေပြုတ်ကျသွားခဲ့ကြပါတယ်။ဒုတိယမြောက်တဲ့ညမှာလည်းလီမူကသူ့ရဲ့ကလင်ကချစ်ဗျူဟာကိုထပ်မံထုတ်တုံခဲ့ပါတယ်။ဒီဗျူဟာရဲ့အတချက်တစ်ခုကရန်သူကိုကြိုက်တဲ့အချိန်ဝင်ရောက်စီးနင်းတိုက်ခိုက်နေတာပါပဲ။ဒါကြောင့်လျောင်ပြောတယောက်တပ်သားတွေကိုအနာပေးရမလားစောင့်ဆိုင်ခိုင်းရမလားဆိုတာကိုရွေးချယ်ရခက်ခဲနေခဲ့ပါတယ်။နောက်ဆုံးမှာတော့လျောင်ပြောတယောက်တပ်သားတစ်ဝက်ကိုအနာပေးပြီးတပ်သားတစ်ဝက်ကိုတော့အလဲကျကင်းလှည့်စေခဲ့ပါတယ်။လျောင်ပြောကအနာပေးခဲ့တာတော့ကျောင်းတပ်သားတွေရဲ့အော်တန်ကြောင့်မျက်စိမှိတ်ထားပေမဲ့အိတ်မပြောခဲ့ကြပါဘူး။ကျမ်းမင်းသားကတော့အနားယူနေတဲ့တပ်သားတွေစီကိုလူကိုယ်တိုင်လာရောက်တွေ့ဆုံပြီးအားပေးစကားလာပြောခဲ့ပါတယ်။ပြည်သူတွေကိုပဲအားပေးခဲ့တာမျိုးမဟုတ်ဘဲ Fashion တက် Bio တက်နဲ့အကိုဘီရဲ့တပ်သားတွေအကုန်လုံးကိုပါအားပေးစကားပြောပေးခဲ့တာပါ။ကျမ်းမင်းသားရဲ့နှွေးထွေးတဲ့စကားတွေကြောင့်ပြည်သူတွေတည်းမကပဲတကယ်စစ်တီတွေကပါစိတ်တက်ကြွကုန်ကြပါတယ်။အဲ့ညမှာပဲရှင်တယောက်အမတ်6ဝန်းကိုဗျူဟာပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။ရှင်ဘက်ကတော့ဇွေးခန်တက်ကိုဘယ်နဲ့ရလာခုခံရမလဲဆိုတာကိုမေးမြန်းခဲ့တာမျိုးဖြစ်ပြီး6ဝန်းကတော့ရှစ်ရက်တိခုခံနိုင်မယ်ဆိုရင်အဆင်ပြေလိမ့်မယ်လို့ပြန်ဖြေခဲ့ပါတယ်။3ရက်မြောက်တဲ့နေ့မှာတော့ဇွေးခန်တက်ဟာအခြေအနေသိပ်ပြီးမဟန်လာပါဘူး။ Fashion တပ်သားတွေရဲ့အင်အားကလည်းလောင်းချွမ်းတဲ့ဖျန်းရုံတို့ကိုပေးလိုက်ရတာကြောင့်တိတိတတ်ကိုကြာဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့လည်းမြား3-4ကြောက်လောက်စိုက်မှန်ထားတဲ့ပြည်သူတွေကတော့ကျောင်းစစ်သူတွေကိုခုခံတိုက်ခိုက်နေခဲ့ကြပါတယ်။ဒါဟာကျမ်းမင်းသားပေးထားတဲ့ခွန်အားတွေကြောင့်ဆက်လက်တိုက်ခိုက်နေတာမျိုးဖြစ်ပြီးကျမ်းမင်းသားကတော့စိတ်မကောင်းပင်ပဲချင်းတိုင်းပြည်ကိုကာကွယ်ဖို့ကိုသာဦးတည်ထားခဲ့ပါတယ်။တတိယမြောက်တဲ့ညမှာလည်းကျမ်းမင်းသားတယောက်ပြည်သူတွေကိုအားပေးစကားပြောကြားပေးနေစေဖြစ်ပါတယ်။၄ရက်မြောက်တဲ့အထိဇွေးခံတဲ့ဟာမကြရှုံးသေးတာကြောင့်လီဘူးတယောက်သူ့ကိုယ်သူပြန်ပြီးတော့မေးခွန်းထုတ်နေခဲ့ပါတယ်။၄ရက်မြောက်တဲ့ညမှာပါလီမူကအလုံးအချင်းနဲ့ဇွေးကိုဝင်ရောက်စီးနင်းခဲ့ပေမဲ့၅ရက်မြောက်တဲ့နေ့အထိဇွေးဟာခုခံထားနိုင်ခဲ့ပါတယ်။၅ရက်မြောက်တဲ့နေ့မှာတော့အခြေအနေသိပ်ပြီးမဟန်တော့တာကြောင့်ကျမ်းမင်းသားကပါဖီလေးကိုကာကွယ်ဖို့ဝင်ရောက်ဆင်နွှဲခဲ့ရပါတယ်။ကျမ်းမင်းသားကပါဝင်ရောက်တိုက်ခိုက်လာတာကြောင့်တပ်သားတွေရဲ့စိတ်ဓာတ်တွေဟာအမြင့်ဆုံးထိထိုးတက်သွားခဲ့ကြပြီးကျောင်းစစ်သည်တွေကိုတွန်းလှန်ခုခံထားခဲ့ကြပါတယ်။ကျောင်းနိုင်ငံဘက်ကကွန်မန်ဒါတယောက်ကတော့ထူးဆန်းတဲ့ကျမ်းမင်းသားကိုမတင်ကားတာကြောင့်လေဘင်းကိုပြစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ပါတယ်။ကျမ်းမင်းသားရဲ့အတက်ကိုတော့ရှင်တယောက်ဖျောလိုမျိုးအဆုံးရှုံးမခံနိုင်တာကြောင့်ရအောင်ကာကွယ်ပေးထားခဲ့ပါတယ်။ကျမ်းမင်းသားရဲ့လေဘင်းလည်းထိခိုက်သွားခဲ့တယ်လို့ချင်းတိုင်းပြည်ရဲ့ဘရင်ကိုယ်တိုင်ကဇွေးခံတက်မှာရောက်ရှိနေတဲ့ဆိုတဲ့သတင်းကိုပါလီမူတယောက်သိရှိသွားခဲ့ပါတယ်။လီမူကတော့ကျမ်းမင်းသားဟာအရေးချင်းရှိလွန်းလာတဲ့ဘရင်ငယ်တစ်ပါးဖြစ်တာကြောင့်အခွင့်အရေးမပေးဘဲချင်းတိုင်းပြည်ကိုတိုက်ခိုက်သိမ်းပိုက်ဖို့အားသွန်ခွန်ဆိုင်ကြီးကြပ်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းချင်းစစ်တီတွေရဲ့ရိုးရိုးချွတ်ချွတ်ခုခံထားမှုကြောင့်9ရက်မြောက်တဲ့နေ့အထိဇွေးခံတက်ဟာမကြရှုံးခဲ့ပါဘူး။9ရက်မြောက်တဲ့ညမှာတော့အမတ်ချောင်ဝမ်တယောက်ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပြီးရှင်းကိုဖိအားတချို့ပေးခဲ့ပါတယ်။ချောင်ဝမ်ပေးခဲ့တဲ့ဖိအားကတော့ကျမ်းမင်းသားကိုဇွေးကနေစုတ်ခွာခိုင်းဖို့ဖြစ်ပါတယ်။ရှင်းကလည်းချောင်ဝမ်ပြောတဲ့အတိုင်းကျမ်းမင်းသားကိုတရားသွားချပေမဲ့ထုံးစံတိုင်းကျမ်းမင်းသားဘက်ကနေလုံးဝလက်မခံခဲ့ပါဘူး။သူတည်သွားမယ်ဆိုရင်တောင်ဇွေးပြည်သူတွေနဲ့အတူတူအသေးခံလိုက်မယ်လို့တီးကြတဲ့အဖြစ်တစ်ခုကိုပေးခဲ့တာကြောင့်ရှင်းကလည်းကျမ်းမင်းသားကိုအဆုံးထိကာကွယ်သွားချဖို့ကိုသာချောင်ဝမ်ကိုပြန်ပြောခဲ့ပါတယ်။ဒီလိုနဲ့6ရက်မြောက်တဲ့နေ့ကိုရောက်ရှိလာခဲ့ပြီးလီမူဘက်ကတော့မနက်ကတည်းကဇွေးခံတက်ကိုအင်အားအလုံးအရင်းနဲ့စတင်စီးနှင်းတိုက်ခိုက်နေခဲ့ပါတယ်။လျောင်ပြောကတော့ကြာရှုံးနေတဲ့သူ့ရဲ့တိုင်းလေးခုကိုဘလို့ကင်တွယ်ရမလဲဆိုတာကိုအပြေရှာမရတော့ပါဘူး။ဒီအချိန်ကျမ်းမင်းသားတယောက်ရရှိထားတဲ့ဒဏ်ရာတွေကိုတောင်ဂယုမဆိုင်ပဲစစ်တီတွေကိုလာရောက်အားပေးနေခဲ့ပါတယ်။ကျမ်းမင်းသားကိုမြင်လိုက်ရတဲ့ရှစ်တယောက်သူ့ရဲ့ Fashion တပ်သားတွေကိုပြည်သူတွေထက်ဆဲစားပို့ပြီးတိုက်ခိုက်ကြဖို့အမိန့်ပေးလိုက်ပါတယ်။သူကိုယ်တိုင်ကလည်းရှိသမျှခွန်အားနဲ့ရန်သူတွေကိုဆက်လက်ချေမှုန်းနေခဲ့ရှာပါတယ်။ဒါကြောင့်လျောင်ပြောဘက်ကလည်း instant view တွေကိုထုတ်သုံးပြီးရန်သူရဲ့အင်အားကိုအကောင်းဆုံး short ချပေးနေခဲ့ပါတယ်။ကြက်ဤကတော့သူ့ရဲ့အတွေ့အကြုံလိမ္မာပါနှံ့မှုတို့ကြောင့်နေတိုင်းလိုသူကင်တွယ်ရတဲ့တိုင်းကိုကောင်းကောင်းကာကွယ်ထားနိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့သူတိုင်းရဲ့စီးနှင်းမှုကိုနာယီပိုင်းနဲ့တင် short ချထားခဲ့ပြီးအားနဲ့နေတဲ့တိုင်းတွေကိုကူညီဖို့တပ်သားတွေကိုပို့ဆောင်ပေးခဲ့ပါတယ်။ရှင်းကတော့ရန်သူတွေအကုန်လုံးကိုတယောက်ထဲနဲ့ဖြည့်ရှင်းနေခဲ့ပြီးဒဏ်ရာရရှိထားတဲ့လောင်းချန်တဲ့ဖန်ယုံတို့ကလည်းတိုက်ပွဲမှာဝင်ရောက်လက်ဆွဲပြသခဲ့ကြပါတယ်။လီမူဘက်ကလည်းဖူဒီနဲ့ခိုင်နေတို့ကိုဒဏ်ရာရနေကြတာကြောင့်ထုတ်မသုံးနိုင်ခဲ့ပါဘူး။ဒါပေမဲ့ကျောင်းနိုင်ငံဘက်မှာအင်အားကြီးမှလွန်လှပါတယ်ဆိုတဲ့ဖန်လွမ်းကြီးကလည်းလက်ကျိုးထားတာကလွှဲရင်ကျန်တာအကောင့်ပကတိအတိုင်းရှိနေခဲ့ပါတယ်။ဒီလိုနဲ့ပဲ6ရက်မြောက်တဲ့နေ့အထိတော့ကျမ်းမင်းသားတယောက်ဇွေးခံတက်ကိုကာကွယ်ပေးထားနိုင်ခဲ့ပါတယ်။ရှင်းတဲ့သူကျမ်းမင်းသားတို့ကတော့တိုက်ပွဲရပ်တန့်သွားတဲ့နေရာမှာတင်ပဲအိတ်ဆက်အနားယူခဲ့ကြပါတယ်။ဒီလိုနဲ့9ရက်မြောက်တဲ့နေ့ကိုရောက်လာခဲ့ပြီးအင်အားမများတာတော့တဲ့ချင်းစစ်သူတွေကတော့တာလိုနဲ့စိတ်ခွန်အားတစ်ခုတည်းကိုအားကိုးပြီးရန်သူတွေကိုအကောင်းဆုံးခုခံထားခဲ့ကြပါတယ်။တိုင်းတွေမှာတော့ဆက်လက်ထိုးဖောက်ခြင်းကိုသာခန်းစားနေကြရပြီးတချို့ဆိုရင်လှေကားတွေစီကိုပါထိုးဖောက်ဝင်ရောက်လာကုန်ကြပါတယ်။နောက်ဆုံးမှာတော့ဇွေးခံတက်ရဲ့ကိတ်ဟာဖျက်ဆီးခံလိုက်ကြရပြီးကျောင်းနိုင်ငံရဲ့မြင်းတပ်သားတွေကထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ကြပါတယ်။အကုန်လုံးကစိတ်တက်ကြဆင်းကုန်ချပေမဲ့ရှင်ကတော့တောင်တန်းတွေစီကိုပဲလှမ်းမြော်ကြည့်ရှုနေခဲ့ပါတယ်။
ဒါကတော့ရှင်းတဲ့ဂျမ်မင်သားတို့ပြောပြခဲ့တဲ့စကားဝိုင်းတစ်ခုဖြစ်ပြီးဒီစကားဝိုင်းမှာဂျမ်မင်သားဘက်ကနေဘယ်သူမှမသိသေးတဲ့စစ်ကူတစ်ခုကိုပြောပြခဲ့ပါတယ်။ဂျမ်မင်သားတယောက်ရှမ်းရောင်ကနေထွက်မလာခင်မှာတောင်တန်းဘရင်မစီကိုစစ်ကူတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းတောင်တန်းဘရင်မတယောက်စစ်ပွဲတစ်ခုကိုဆင်နွှဲနေရတာကြောင့်ရှေ့ရက်ကြာမှဇွေးကိုလာရောက်ကူညီပေးနိုင်မယ်လို့သတင်းပြန်ခဲ့ပါတယ်။ဒါကြောင့်မသေးချာတဲ့သတင်းတစ်ခုဖြစ်တာကြောင့်ရှင်းကိုမပြောပြခဲ့တာမျိုးဖြစ်ပြီးတိုက်ပွဲအခြေအနေတွေကိုရုတ်တရက်ပြောင်းလဲပြစ်နိုင်တဲ့စစ်ကူတစ်ခုဖြစ်တာကြောင့်လျှို့ဝှက်ထိတ်ချန်ထားခဲ့တာမျိုးဖြစ်ပါတယ်။ဒါကြောင့်အမတ်6ဝန်းက8ရက်တီတီတောက်ခံထားရမယ်လို့ရှင်းကိုပြောခဲ့တာမျိုးဖြစ်ပြီးတောင်ပေါ်သားတွေကတော့9ရက်ထဲနဲ့ဇွေးကိုရောက်လာခဲ့ကြပါတယ်။လီမူကတော့ရုတ်တရက်ပေါ်လာတဲ့စစ်ကူတွေကြောင့်တော်တော်ကြီးကိုအကျက်ရိုက်သွားခဲ့ရပါတယ်။တောင်ပေါ်ဘရင်မကတော့သူ့ရဲ့စစ်တီတွေကိုမြင်းမြင်ရာကိုအစိမ့်လိုက်ဝါစားဖို့အမိန့်ပေးလိုက်ပါတယ်။လီမူကိုရိုင်းကလည်းတောင်တန်းတွေစစ်တီတွေနဲ့ချင်းနိုင်ငံရဲ့မဟာမိတ်ကိစ္စကိုမေးလျော့နေခဲ့တာမျိုးဖြစ်ပါတယ်။အဘဲကြောင့်ဆိုတော့ချွန်းချောင်ရဲ့ပုံကံမှုကိစ္စကိုဂျမ်မင်သားကလျှို့ဝှက်စွာနဲ့ကင်တွယ်ထားခဲ့တာကြောင့်ပါ။ဒါကြောင့်တောင်တန်းနေစစ်တီတွေနဲ့ချင်းနိုင်ငံတို့ရဲ့စစ်ဆန်ရေးအစစ်အမှန်ကိုလီမူလိုလူမျိုးကတော့သတိမမူခဲ့တာမျိုးဖြစ်ပါတယ်။တောင်ပေါ်သားတွေရဲ့အင်အားကြီးမားမှုကိုတော့စီစဉ်1မှာတည်ပြီးခဲ့ပြီးဖြစ်တာကြောင့်အများကြီးမရှင်းပြတော့ပါဘူး။အရန်ကျန်တဲ့အင်အားတစ်ခုနဲ့လီမူရဲ့စစ်ကြောင်းကိုအလုံးအရင်းနဲ့ခြေမုံပျက်စီးနေခဲ့ကြပါတယ်။တောင်ပေါ်သားတွေကလန်ခိုင်ကိုပါခေါ်ဆောင်သွားခဲ့တာကြောင့်အခုစစ်ပွဲမှာလန်ခိုင်ကိုပါပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ဒီအခြေအနေကိုကြည့်မယ်ဆိုရင်လီမူတယောက်ဆွေးခံတက်ကိုကြာရှုံးပြီဆိုတဲ့သဘောမျိုးတက်ရောက်ပါတယ်။ဆွေးကိုရှုံးသွားမယ်ဆိုရင်ညွန့်ပေါင်းတပ်ဖွဲ့ကလည်းဟန်ကူကိုရှုံးနေသွားမှာမျိုးဖြစ်ပါတယ်။ညွန့်ပေါင်းတပ်ဖွဲ့ရှုံးနေရင်အရင်ဆုံးအထိနာမှာကလီမူကိုယ်တိုင်ပဲဖြစ်ပါတယ်။ဘာလို့ဆိုဒီစစ်ပွဲကိုစတင်ဖန်တီးခဲ့တဲ့လူကလီမူကိုယ်တိုင်ဖြစ်နေတာကြောင့်ပါ။ဒါကြောင့်ရှုံးမခံနိုင်တဲ့လီမူတယောက်ဖန်လွမ်းကိုပါထုတ်တုံလာခဲ့ပါတယ်။ဖန်လွမ်းရဲ့လက်ကကျိုးနေတယ်ဆိုပေမဲ့တောင်ပေါ်သားတွေကိုတော့အေးစစ်စစ်တတရဖြည့်ရှင်းထားနိုင်ခဲ့ပါတယ်။ဖန်လွမ်းတယောက်တောင်ပေါ်ဘရှင်မကိုဖြည့်ရှင်းဖို့အရှိထိချီတက်လာခဲ့ပါတယ်။တောင်ပေါ်ဘရှင်မကလည်းဖန်လွမ်းနဲ့စီစဉ်ထိုးဖို့ရွေးချယ်လိုက်ပေမဲ့ရှင်းကအဝင်တားခဲ့ပါတယ်။ဘာလို့ဆိုရှင်းအနေနဲ့ဝန်ကြီးအတွက်ရောဘီရောအတွက်ပါလက်စားချေပေးနိုင်ဖို့ဖန်လွမ်းနဲ့စီစဉ်ထိုးဖို့ကိုလိုအပ်နေတာပါ။ဒီအစီအစဉ်ကို fish တပ်သားတွေအကုန်လုံးကလက်မခံနိုင်ခဲ့ကြပေမဲ့စိတ်ဆန္ဒပြင်းပြနေတဲ့ရှင်းကိုတော့မတားဆီးခဲ့ကြပါဘူး။ဒီလိုနဲ့ပဲရှင်းနဲ့ဖန်လွမ်းတို့နှစ်ယောက်စီစဉ်ထိုးပြခဲ့ကြပြီးရှင်းရဲ့မြင်းကတော့ဖန်လွမ်းရဲ့မြင်းကိုတိုးခွဲပြီးမြေပြင်ပေါ်မှာတိုက်ခိုက်နိုင်မဲ့ဘတ်တက်တစ်ခုကိုအသေးခံပြီးတော့ကိုဖန်တီးပေးသွားခဲ့ပါတယ်။ဒါပေမဲ့ဖန်လွမ်းရဲ့ရိုက်ချက်ကြောင့်ရှင်းတယောက်လွင့်ထွက်သွားခဲ့ပါတယ်။ရှင်းကတော့ဖန်လွမ်းရဲ့ရိုက်ချက်ကလျန်ဖိုရဲ့ရိုက်ချက်လောက်အာမပြင်းတာကြောင့်ထပ်ပြီးစူးစမ်းဖို့လျန်ဖိုကိုအကြံပေးခဲ့ပါတယ်။မခံကျင်စိတ်ကြောင့်သာရှင်းတယောက်အားချောင်လိုက်ပြင်မဲ့သူ့ကိုယ်သူတော့အနိုင်နိုင်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်နောက်ဆုံးလက်ကျန်ခွန်အားကိုအသုံးပြုပြီးဖန်လွမ်းရဲ့လက်နက်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ရှင်းတယောက်ဖန်လွမ်းရဲ့လက်နက်ကိုဖျက်ဆီးပြီးနှလုံးတက်ကိုဓာတ်နဲ့ထိုးသွင်းလိုက်ပါတယ်။ရှင်းရဲ့တိုက်ခိုက်မှုကိုဖန်လွမ်းတယောက်လင်းလင်းမြဲမြဲရှောင်ရှားလိုက်ပြင်မဲ့အခြေအနေကတော့သိပ်မကောင်းပါဘူး။ဒီအခွင့်အရေးကိုအသုံးချပြီးရှင်းတယောက်ဖန်လွမ်းရဲ့မျက်နှာကိုဓာတ်နဲ့ခုတ်ပြီးခုတ်တက်လိုက်ပါတယ်။ကျင်းချွတ်ချောင်ကတော့အခြေအနေမဟန်လှတဲ့ဖန်လွမ်းကိုဥပမာပေးပြီးလီမူကိုပြန်လဲဆုတ်ခွာခိုင်းခဲ့ပါတယ်။ဒါအပြင်လီမူဘက်ကနေရက်တီပြီးတနိုင်တလောက်ကူညီပေးသွားမှဖြစ်တာကြောင့်ချင်းတိုင်းပြည်ကိုလက်လျှော့ခိုင်းခဲ့ပါတယ်။လီမူတယောက်အာမတန်တဲ့အခါမှာတော့ထောင်လွှားနေတဲ့မန်မာနာတွေကိုခွာချပြီးကျင်းချွတ်ချောင်ပေးတဲ့အကြံအတိုင်းတက်ခေါက်ပြန်သွားခဲ့ပါတယ်။ရှင်းနဲ့ရင်ဆိုင်နေရတဲ့ဖန်လွမ်းကိုလည်းကျောင်းနိုင်ငံရဲ့အင်အားအတွက်ပြန်လဲဆုတ်ခွာခိုင်းခဲ့ပါတယ်။ဖန်လွမ်းကတော့ကျိုးနေတဲ့လက်ပေါက်နေတဲ့ရင်ဘတ်အတွက်ပြန်လဲဆုတ်ခွာဖို့ကိုရွေးချယ်သွားခဲ့ပါတယ်။တောင်ပေါ်သားတွေကတော့ထွက်ပြေးသွားတဲ့လီမူနဲ့သူ့ရဲ့တပ်သားတွေကိုလိုက်လံဖြည့်ရှင်းဖို့ကြိုးစားခဲ့ကြပေမဲ့ကျင်းချွန်းချောင်ကပိတ်ဆို့တားဆီးခဲ့တာကြောင့်အဆင်မပြေခဲ့ပါဘူး။ဒါပေမဲ့လည်းတောင်ပေါ်သားတွေရဲ့အင်အားကိုတော့ကျင်းချွန်းချောင်တယောက်မရှင်းနိုင်ခဲ့ဘူးပေါ့။ဒီလိုနဲ့ပဲ241 BC မှာဖြစ်ပွားခဲ့တဲ့ဇွေးစစ်ပွဲဟာတရုတ်သမိုင်းမှာတော်တော်လေးကိုနာမည်ကြီးသွားခဲ့ပြီးအရန်တော်လွန်းလှတဲ့ဗျူဟာရှိတယောက်ဖြစ်တဲ့လီမူရဲ့ပထမဆုံးရှုံးနိမ့်သွားခဲ့ရတဲ့ခံတပ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ထိုနည်းတူစွာညှို့ပေါင်းတပ်ဖွဲ့ရဲ့ကျူးကျော်မှုကလည်းအလုံးမဖြစ်ခဲ့တဲ့ကျူးကျော်မှုတစ်ခုအဖြစ်ကြံ့ရည်ခဲ့ရရှာပါတယ်။ဒီသတင်းကရှမ်းရောက်နန်းတော်စီကိုပါရောက်ရှိလာခဲ့ပြီးကျမ်းမင်းသားရဲ့လှုပ်ဆောင်နိုင်စွမ်းကိုအမတ်အကုန်လုံးကအတိအမှတ်ပြုပေးခဲ့ကြပါတယ်။ကျမ်းမင်းသားကတော့ရွှေထက်အဖိုးတန်တဲ့တစ္ဆာရှိမဟာမိတ်တောင်ပေါ်ဘရှင်မကိုကျေးဇူးတင်မဆုံးနိုင်ဖြစ်နေခဲ့ပါတယ်။ညဘက်ကိုရောက်တဲ့အချိန်မှာတော့ fishing တပ်သားတွေလည်းစားပွဲတည်ရင်ရှင်းအတွက်ဂုဏ်ယူနေခဲ့ကြပါတယ်။ရှင်းကတော့မိုးတောက်ချိန်မှသာနိုးထလာနိုင်ခဲ့ပြီးသူနိုးလာတဲ့အချိန်မှာကျမ်းမင်းသားနဲ့တွေ့ဆုံခဲ့ပါတယ်။ကျမ်းမင်းသားကတော့သူ့ရဲ့အမိတ်ကြောင့်9ရက်အတွင်းမှာလူပေါင်းများစွာသေကျေပျက်စီးခဲ့ရတာကြောင့်နောင်တရလို့မဆုံးနိုင်ဖြစ်နေခဲ့ပါတယ်။ကျမ်းမင်းသားရဲ့နောင်တကိုနားလေတဲ့ရှင်းကလည်းကုစားနိုင်မဲ့ဒီလန်တွေကိုပြောပြရနှစ်သိမ့်ပေးနေခဲ့ပါတယ်။ဒါကြောင့်ကျမ်းမင်းသားတယောက်ဆွလွတ်နင်းနာခံမှုကိုစားပြုခဲ့ကြတဲ့ပြည်သူတွေအတွက်ငြင်းချမ်းမှုကိုဆက်လက်ဖော်ဆောင်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။တောင်ပေါ်ဘရှင်မကလည်းမပြီးပြတ်သေးတဲ့သူ့ရဲ့စစ်ပွဲကိုဆက်လက်ဆင်နွှဲဖို့ကျမ်းမင်းသားကိုနှုတ်ဆက်ပြီးထွက်သွားခဲ့ပါတယ်။လီမူတယောက်ညှို့ပေါင်းတပ်ဖွဲ့ကိုပြန်ရောက်လာခဲ့ပြီးရှမ်းရောက်ကိုဆက်လက်သိမ်းပိုက်ဖို့ကြိုးစားကြည့်ရအောင်လို့ပြောခဲ့ပေမဲ့ချူနိုင်ငံဘက်ကဒီစစ်ပွဲအတွက်နဲ့ဆက်လက်မထိခိုက်ချင်တော့တာကြောင့်တွေးကြောင်ပြီးဘေးရှောင်သွားခဲ့ပါတယ်။ချူမရှိတော့တာကြောင့်အခြားတပ်ဖွဲ့တွေကလည်းအလားတူဆုတ်ခွာသွားခဲ့ကြပါတယ်။ချူနိုင်ငံနဲ့ကျောင်းနိုင်ငံတို့ကတော့စစ်ပွဲမှာမပါဝင်မဲ့တစ္ဆာဖောက်သွားတဲ့ခြိတိုင်းပြည်ကိုဆက်လက်ကျူးကျော်ခဲ့ကြပါတယ်။ဒီကျူးကျော်စစ်ကိုမဲဦးနဲ့ချင်းတပ်သားတွေကကူညီတားဆီးခဲ့ကြပါတယ်။ဒါကြောင့်ချီနဲ့ချင်းဆက်ဆံရေးကလည်းပုံမူပြီးတော့တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ကျမ်းမင်းသားကလည်းရှောင်းမိတ်ကလေးစီကိုသူပေးခဲ့တဲ့ဂတိအတိုင်းပြန်လာနိုင်ခဲ့ပါတယ်
ဒါကတော့စစ်ပွဲပြီးဆုံးသွားတဲ့အတွက်ကြောင့်ဆက်လက်ကျင်းပဖြစ်ခဲ့တဲ့စူချီမြင့်တဲ့အခမ်းအနားတစ်ခုဖြစ်ပြီးစိတ်မကောင်းစွာနဲ့ကြမ်းထန်တဲ့ဘီယောတို့ကိုတော့ဆုံးရှုံးလိုက်ရပါတယ်ပထမဆုံးစုကိုတော့ဟန်မင်းကိုဖြည့်ရှင်းနိုင်ခဲ့တဲ့မန်ဦးအားပေးရခဲ့ပြီးစုပမာနာကတော်တော်လေးကိုကြီးမားပါတယ်မန်ဦးနဲ့အတူတူအခြားစစ်သူကြီး6ယောက်စလုံးကလည်းထိုက်တန်တဲ့ဆုလက်တွေကိုရရှိပိုင်ဆိုင်ခဲ့ကြပါတယ်ဒါအပြင်ဇွေးပြည်သူတွေနဲ့တောင်ပေါ်သားတွေကလည်းများပြားတဲ့ရွှေတုံးတွေကိုလက်ခံရရှိခဲ့ကြပါတယ်ချမ်းမင်းသားအနေနဲ့ကလည်းတောင်ပေါ်ဗရင်မနဲ့မဟာမိတ်ဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်နောက်ဆုံးစုတစ်ခုကတော့စစ်သူကြီး1ကြီးကိုဖြည့်ရှင်းပြီးဖန်လွမ်းကိုရင်ဆိုင်နိုင်ခဲ့တဲ့လီရှင်းအားပေးရတဲ့လူ3000ကွန်မန်ဒါဆိုတဲ့စုတစ်ခုပဲဖြစ်ပါတယ်စစ်သူကြီးဆိုတာလူ1000ကိုဥဆောင်ရတဲ့ကွန်မန်ဒါကိုပြောတာမျိုးဖြစ်ပြီးရှင်းတယောက်ကြားထဲမှာအစင်2ခုကိုသာဖျက်ကျော်ရတော့မှာဖြစ်ပါတယ်ဟန်ကုတိုက်ပွဲပြီးသွားတဲ့နောက်မှာတော့ Fishin တက်ဟာချဲကြော်ဒေတာကိုပြောင်းရွှေ့တာဝန်ယူခဲ့ရပါတယ်ဒါကတော့ရွက်လိန်ဖြစ်ပြီးအရှင်ဘီယောရဲ့ကွန်မန်ဒါတယောက်ပဲဖြစ်ပါတယ်ရွက်လိန်နဲ့သူ့ရဲ့တပ်သားတွေကတော့ရှင်ဘီယောရဲ့ဆန္ဒအရာ Fishin တပ်ဖွဲ့ကိုလာရောက်ပူးပေါင်းခဲ့ကြတာမျိုးဖြစ်ပါတယ်ရွက်လိန်ရဲ့ပြောပြချက်အရအရှင်ဘီယောကရှင်းကိုဆိုရင်သားတယောက်လိုကိုဆက်ဆံတာမျိုးဖြစ်ပါတယ်ရှင်းကလည်းအရှင်ဘီယောရဲ့တပ်သားတွေကိုလိုက်လံမိတ်ဆက်ခဲ့ပြီးကြံနေသေးတဲ့ချောင်းလင်းကိုပါမိတ်ဆက်ပေးချင်နေခဲ့ပါတယ်ချောင်းလင်းတယောက်နေတဲ့ကလှည့်လည်ရှာဖွေရင်ချောင်းမင်းဆိုသူနဲ့တွေ့ဆုံခဲ့ပါတယ်ချောင်းမင်းကတော့ချောင်းမျိုးနွယ်စုရဲ့ရိုးရာရှိကိုသဘောမကျတာကြောင့်ရွာကနေထွက်ပြေးလာခဲ့တဲ့အမျိုးသမီးတယောက်ပဲဖြစ်ပါတယ်ထွက်ပြေးလာခဲ့ပေမဲ့ချောင်းမင်းကိုရွာရဲ့အကြီးအကဲတွေကတချို့တယောက်အဖြစ်အခုအချိန်ထိဆက်လက်အသုံးချနေခဲ့ပါတယ်ချောင်းမင်းတယောက်အခုဆိုရင်ယောက်ျားရပြီးကလေး2ယောက်ကိုပါမွေးဖွားထားခဲ့ပါတယ်ချောင်းလိန်ကတော့ချောင်းမင်းကိုနားလည်ပေးခဲ့ပြီးအမတော်ရှောင်းအတွက်လက်စားချေဖို့ကိုသာမေးမြန်းခဲ့ပါတယ်ချောင်းမင်းကလည်းရှောင်းရဲ့အသက်ကိုနှုတ်ယူခဲ့တဲ့ရောလျံရှိတဲ့နေရာကိုချောင်းလိန်ရပြောပြပေးခဲ့ပါတယ်ဒါကြောင့်ချောင်းလိန်တယောက်ရောလျံကိုဖြည့်ရှင်းဖို့တယောက်တည်းထွက်လာခဲ့လိုက်ပါတယ်ရောလံကတော့တယောက်တည်းရှိနေတာမျိုးမဟုတ်ပဲသူ့ရဲ့ဘေးမှာချီယူတွေအများကြီးကိုနေရာချထားခဲ့ပါတယ်ဒါကြောင့်ချောင်းလိန်တယောက်ရောလျံကိုဖြည့်ရှင်းနိုင်ဖို့ချီယူတွေအများကြီးကိုတိုက်ခိုက်နေခဲ့ရပါတယ်ချီယူတွေအများကြီးကဖရန်ကားကွက်ကိုအသုံးပြုလာတာကြောင့်ချောင်းလိန်တယောက်စတင်အကျက်ရိုက်လာခဲ့ပါတယ်ဒါကတော့လိန်နဲ့ရှောင်းတို့ရဲ့ဖရန်ကားကွက်အကြောင်းကိုဆွေးနွေးခဲ့ကြတဲ့ဇက်ဝင်ကန်တစ်ခုဖြစ်ပြီးချောင်းလိန်တယောက်ပါဝင်စီမျောခြင်းကားကွက်နဲ့အတူချီယူတွေအကုန်လုံးကိုတပြိုင်တည်းဖြည့်ရှင်းလိုက်ပါတယ်ချောင်းလိန်ရဲ့ကားကွက်ကရေအနက်တစ်ခုကိုစီမျောသလိုတိုက်ခိုက်ရတာမျိုးဖြစ်တာကြောင့်အခက်မသိရင်အစိုးထိစီမျောသွားနိုင်ပါတယ်ဒါအပြင်ချောင်းလိန်ရင်ဆိုင်နေရတဲ့ရောလျံဆိုတာကလည်းသွားရှုပ်လို့မရတဲ့ချီယူတယောက်ပဲဖြစ်ပါတယ်ချီယူဆိုတာနာရူတိုစီရီမှာဆိုရင်အဘူအဖွဲ့နဲ့စင်တူပြီးကိုနဲ့ရင်းနှီးကျွမ်းဝင်တဲ့လူမှန်သမျှကိုရှင်းလင်းပြရတာမျိုးပါဒီလိုနဲ့နောက်ဆုံးကြံခဲ့တဲ့တယောက်ကိုသာချီယူအဖြစ်သတ်မှတ်ပေးတာဖြစ်ပါတယ်ရောလျံကချီယူဖြစ်ဖို့အတွက်သူ့ရဲ့ညီမအရင်ကိုတောင်အပြတ်ရှင်းခဲ့တာမျိုးပါဒါကြောင့်ရောလျံဆိုတာကကြောက်ဖို့ကောင်းတဲ့ evil တစ်ကောင်တောင်ဖြစ်နေခဲ့ပါပြီရောလျံကတော့ချောင်းလိန်ရဲ့အသက်ကိုနှစ်နဲ့လေးပဲကျန်တော့တဲ့အထိနှုတ်ယူနေခဲ့ပါတယ်ဒါပေမဲ့လည်းချောင်းလိန်ရဲ့ပြင်ပြတဲ့ဆန္ဒတစ်ခုကြောင့်လွယ်လွယ်ကူကူတော့အရှုံးမပေးခဲ့ပါဘူးချောင်းလိန်နောက်ဆုံးစဉ်းစားမိခဲ့တာကတော့ Fishin ဆိုတဲ့အလံတစ်ခုနဲ့ Fishin တပ်သားတွေရဲ့ပုံရိပ်ရောင်တစ်ခုပဲဖြစ်ပါတယ်ဘလို့အခြေအနေပဲဖြစ်ဖြစ်ချောင်းလိန်မှာပြန်စရာအိမ်တစ်ခုရှိတာကြောင့်ရသမျှအင်အားနဲ့ပြန်ထားပြီးရောလျံကိုအဆုံးသတ်ဖို့ကြိုးစားခဲ့ပါတယ်ဖရန်ကားကွက်ရဲ့နောက်ဆုံးစီမျောခြင်းကရင်းနယ်မြေတွေကိုကြားရောက်စေပြီးအခက်မသိရင်အသက်ပါသွားနိုင်ပါတယ်ဒါပေမဲ့ချောင်းလိန်မှာက Fishin တက်ဆိုတဲ့ကျိုးမြင်တစ်ခုရှိနေသေးတာကြောင့်ရင်းနယ်မြေတွေကိုကြားရောက်သွားမယ်ဆိုရင်တော့ reality ဘက်ကိုပြန်လာနိုင်စွမ်းရှိပါတယ်ချောင်းလိန်တယောက်အဆုံးမဲ့စီမျောခြင်းကိုအသုံးပြုပြီးရောလျံကိုဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်အမတော်ရှောင်းကလည်းအဆုံးမဲ့စီမျောခြင်းကိုအသုံးပြုခဲ့တာကြောင့်တစ်ချိန်တုန်းကအမောင်လောကသို့မဟုတ်ရင်းနယ်မြေတွေကိုကြားရောက်သွားခဲ့ပူပါတယ်ဒီနယ်မြေတွေကနေချောင်းလိန်ဆိုတဲ့အလင်းဆက်တစ်ခုအတွက်စူးစမ်းပြီးပြန်ထွက်လာနိုင်ခဲ့တာဖြစ်ပါတယ်ချောင်းလိန်မှာလည်း Fishin ဆိုတဲ့အလင်းဆက်တစ်ခုရှိနေသေးတာကြောင့်အမောင်စွမ်းအားကိုရုံကြီးကြီးဆက်လက်အသုံးပြုနေခဲ့ပါတယ်ဒါကြောင့်နောက်ဆုံးမှာတော့ချောင်းလိန်တယောက်အမတော်ရှောင်းအတွက်လက်စားချေပေးနိုင်ခဲ့ပါတယ်ချောင်းမင်းကတော့ချောင်းလိန်ကိုအချိန်မီလာရောက်ကာကွယ်ပေးနိုင်ခဲ့ပါတယ်ဒါအပြင်ချောင်းလိန်တောင်းဆိုတဲ့ရောလျံရဲ့တေဆုံးမှုကိုဖုံးကွယ်ပေးထားပါဆိုတဲ့အချက်ကိုပါလိုက်လျော်ပေးခဲ့ပါတယ်ဘာလို့ဆိုရောလျံတေဆုံးသွားတာနဲ့တပြိုင်နက်ရစ်ပူဇော်မှုကိုဆက်လက်ကျင်းပပြီးချီယူကိုရှာဖွေနေအောင်မှာကြောင့်ပါချောင်းလိန်ကတော့ရင်တုံးကရှောင်းအတွက်လက်စားချေပြီးတာနဲ့အဆုံးစီရင်ဖို့စိတ်ကူးထားပေမဲ့အခုအချိန်မှာတော့အမတ်မထင်တွေးဆုံခဲ့တဲ့ရှင်းစီကိုပြန်သွားဖို့သာရွေးချယ်ခဲ့ပါတယ်ကဲဒါကတော့ Kingdom Anime Series ရဲ့ Season 3ပဲဖြစ်ပါတယ်